ဈေးနီးကျောင်းနီးအနီးစကန်ဘူရာရဲ့အနီးမှာတည်ရှိတယ်မန္တလေးလာရှိုးလမ်းကနေ9မိနစ်သာဝင်ရပြီးတော့ကတ္တရာလမ်းမေးတင်နေတဲ့အိမ်ပါခြံခွက်လေးကိုရောင်းပေးပါမယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဟယ်လိုပြုံးလွင်အင်ချမ်းမြေကပိုးသားဖြစ်ပါတယ်ဒီအိမ်လေးရဲ့တည်နေရာကရက်ကွက်ကြီးဆက်ခွန်အနီးစကန်ကျွန်းနှစ်ထောက်ကြီးရွာမှာတည်ရှိပြီးတော့ရေမီအပြည့်စုံတဲ့အိမ်လေးပဲဖြစ်ပါတယ်ခင်ဗျာလမ်းနှစ်ဖက်တင်ထောင်းကွက်ဖြစ်ပြီးလူနေဆိုင်ဖွင့်လုပ်ကောင်းတဲ့နေရာလေးလည်းဖြစ်ပါတယ်မြေအကျယ်အနေနဲ့ရှေ့မျက်နှာစာပေ40အနောက်ကို44ပေဘဲ144ပေနဲ့ညာ105ပေရှိပြီးတော့ခြံအတွင်းမှာလုံချင်းအိမ်နှလုံးပါဝင်ပါတယ်ခင်ဗျာခန်းဖွဲ့စည်းပုံအနေနဲ့လမ်းမေးတင်အလုံးကဟော့တိုက်ဖြစ်ပြီးတော့သူ့ရဲ့အနောက်ကလုံးဝဆိုရင်ဧကန်းပါမယ်အိတ်ခန်း၄ခန်းနဲ့မိဖို့ကြောင့်ပါဝင်ပါတယ်ကား2စီး3စီးသာနေရာစိတ်ပူစရာမလိုပဲအိမ်နောက်မှာလည်းမြေပိုကြန့်ရှိပါသေးတယ်ခင်ဗျာခေါ်ထားတဲ့ဈေးနှုန်းက3,6400ဖြစ်ပြီးတော့ပိုင်ရှင်ထားရိုက်စိတ်ကြိုက်ဈေးစကားပြောဆိုနိုင်ပါတယ်ခင်ဗျာဒီနေရာလေးကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်39663959394339ကိုသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ